Hello ဒီနေ့အိမ်ချမ်းဘေးနန်းလေးကဟတ်တီးတွေတာဂိုင်းဆက်တွေတာစိုက်ကြလို့အိမ်ချမ်းနန်းလေးကခူးလာတဲ့ဟတ်တီးလေးတွေသူများပေးရနေခူးလာတာပေါ့စားဖို့ဆိုရင်တော့ပေးကြပါတယ်ဒီမှာကြလေအဲ့နဲ့အိမ်မှာရှိတဲ့တနည်းပေါင်မုံအနားစားတွေကြံတာလေးနဲ့ကလေးတွေကိုကြက်ဥပေါင်းလေးလှုပ်ကျွေးမယ်ထော်ပတ်တီလေးနဲ့ပြောင်းမှုလေးရှိတော့ပြောင်းမှုကကြောင့်ဝင်းမှန်တယ်လေထော်ပတ်တီကအားရှိတာနဲ့ပေါင်မုံဟိုတနည်းဘီနာလေးရှိတာနဲ့ကြက်ဥနော်နို့တကြားနဲ့ကလေးတွေကိုကြက်ဥပေါင်းလှုပ်ကျွေးဖြစ်တယ်ဒီနေ့တော့ကြောင်းသွားတဲ့သားလေးသမီးတွေအတွက်ပြန်လာရင်လည်းအာဟာရလည်းဖြစ်တယ်ကျမရင်းနဲ့လည်းညီညွတ်တဲ့အားလည်းရှိတဲ့အတွက်ကြက်ဥပေါင်းလေးလှုပ်ကျွေးဖြစ်တယ်ပုံမှန်နဲ့မတူဘူးပေါ့ရွာမှာနေတာဆိုအဆဆရတော့မပြေဆုံးဘူးလေမပြေဆုံးပေမဲ့လည်းမိခင်မြတ်သားဆိုတော့ရှိတဲ့ဟာလေးနဲ့ရအောင်ဟိုကလေးတွေလှုပ်ကြွေးဖြစ်တယ်ကျုပ်ပေါင်းနဲ့ခွန်မရှိတာနဲ့ပကံလုံးလေးတွေအမာတာပကံလုံးလေးထည့်ပြီးပေါင်းတယ်ဒါပေမဲ့လည်းဖြစ်သွားတာပဲမိခင်ရဲ့မြတ်သားတွေချောင်းဖို့တင်တယ်နော်ဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါလို့